wise no ကပါအခုကျွန်တော်ဖောက်ပြမဲ့ဂျူဒန်လေးက Nichi 155ဂျူဒန်လေးပါဗျာညနေမှရောက်တဲ့ဂျူဒန်လေးပါနော်ဒါလေးကျွန်တော်ဖောက်ပြအောင်ဗျာNichi တစ်သိန်းရောနော်အဲ့ဒါ Nichi 155ပါနော်ပါကင်ပါပဲโอ้ระวังเชียร์เลยအသားတော့လုံးဝမိုက်တယ်ဗျာဒီကောင်ကတော့Nichi 155ပါနော်Nichi 155ပါလက်ကင်လေးကအဝါတန်းမျိုးဝါလေးနဲ့ပေါ့နော်အဲ့လိုလာတယ်ဗျမြားတန်းလေးကြည့်ပါဦးနော်မြားတန်းလေးလည်းလှပါတယ်မြားတန်းလေးလည်းလှတယ်ဗျာတစ်ဆိုင်ရလည်း 9.5 ပါပဲဗျာ original တစ်ပါတယ်နော်rubber chain လေးလည်းမြားလေးလည်းပါတယ်ဗျဒီကောင်လေးဒီဘက်နောက်ကအကိုင်းကတော့မဲနေပါနော်ဒီကောင်လေး Nichi 155ပါနော်ညနေမှရောက်တဲ့ဂျူဒန်လေးပါဗျထိတ်တဲ့ညီကိုများရှိရင်ကျွန်တော်ကြီးဆက်တယ်ပါဗျအားလုံး wise no ကကျေးဇူးတင်ပါတယ်ဗျ